ဆရာတို့မှာဆရာဘယ်လောက်လဲခုနကတမီး ငါထိုးမယ်လို့မိခံ ဆရာမျိုးခမ်းပါ မိခံပါမိခံခံနေတယ်မဟုတ်လား ညာပေါ့ ဟဲ့လို့ ဖိုက်တယ်လို့ကြား ကဲဆရာထုံးပါစီထိုးလိုက်တော့တမီးစောင်းရမော ဟဲ့တွေ့လား တေးတေးတေး အေးအိုက်ကွာပြန်ပြန်နောက်တစ်ခါပြန်ပြန်လေ နောက်တော့ကစိတ်တော်ရှင်ရတမီးတို့မှာရှင်တို့ နေခံမယ်မဟုတ်လား ခမ်းမယ်လို့ နေခံထိုးမယ် โอเค ယောအဲ့လိုပြန်လာ ဟိုကြက်လိုက်တော့ရှင် ပြီလား တည် တိုင်းမရလို့ကတော့နေရှုပ်ထွေးတယ်ထင်တော့မလို့ မီးတို့တည့်ရဲ့တိုင်းမြင်ငါဆိုတာ Telegram မှာရှိတယ်ကြီးလင်ပြတ်သားလိုင်းဆွဲအားဇာပြနဲ့လည်းကူလို့ရတယ် ဟုတ်တယ် အဲတော့နဲ့လည်းပူလို့ရတဲ့ iPhone ဆိုရင်မျိုးတည်တာအဲ့ဒီတိုင်းမြင်ညာကိုပဲတည်တာဆရာတင်နေတဲ့ဟာတွေကိုကုန်းတာတွေကကွာတာတွေကထိုးတာတွေကတချို့မျိုးတစ်ခုမှမသိနေဘူး ဆရာဒီတိုင်းမြဲဒီမြဲမသိဘူးလားဒီဝဲကြည့်အဲ့မသိရစအဲ့မသိရရှင် အော်နင်တို့ပြောတိုင်းပြန် Telegram နေအဲ့ဒီတွေကိုအကြည့်ဒေါင်းလို့ဆွဲရမယ်ဟုတ်တယ်ကျွန်တော်ဇာပြန်နဲ့ကူးပြရမယ်ဇာပြန်နဲ့အဲ့လိုနဲ့ကူးပြရမယ် ခုလေဒီလိုတိုင်းမြင်တာပဲတတ်တာ အော်ဒီလိုတိုင်းပြန် မို့တိုင်းမြင်တာပဲတတ်တာ တခုကလွဲနေပြီနော်ဟုတ်ပါငါတိုင်းပြန်လို့ဒါလေးယောဘာညာပတ်ကလား ဆရာပြောပြနော် တကယ်ဒီလိုတော့မဟုတ်သေးပါဘူး တကယ်ကြီးထိုးတဲ့နေရာမှာဆရာပြောသလိုမျိုးအဲ့လိုရှိမှမရှိရ မိုက်မတွေး မိုင်းနဲ့တော့လည်းခေါင်းမိတယ်ပြီလို့ဆရာလည်းနှစ်ဖူးတော့နှာခေါင်းတော့ ငါတို့ပြမယ်နင်တို့အဲ့တိုင်းပြန်ဆိုတော့ဟလာအတူရောက်နေအစ်စ်မှမဟုတ်ဘူးနော်အေးငါပြောတဲ့တိုင်းပြန်တော့နင်တက်အောင်လုပ်ဟုတ်ပြီလားနော်နင်တို့အဲ့တိုင်းပြန်အတူလေအစ်စ်တွေမဟုတ်ဘူးဟုတ်ပြီလားအဲ့လိုက်ထားခဲ့လိုက်တော့ ကဲရှင် ခုနငါလုပ်ဘယ်လိုမှာ လာမတမလားဒီကမှာနော် ပြန်ပြလေပြန်မပြမယ်နော် ပြန်မယ်ကြည့် တမီးခံရမှာလားဆရာ ငါခံမယ်ထိုး ဆရာခံမှာလား ပြောမဒီကဖက်ဖက်မရ ပပစားကောင်းတဲ့တင်း တမီးထိုးမယ်နော် ထိုး ရ ဟိုက်ဟိုက် ဆရာအော်လူနေလဲဆရာ တမျိုးလေးပဲ ဆရာလည်းဒီနေ့နောက်တစ်ခါဝမ်ဘူ တမျိုးလေးပဲ တီးရ ဘလူးလေးပဲမသိနောက်တစ်ခါပြအောင် တကပြတူးမယ်ဆရာ လိုက်တဲ့နိုင်ပါလေ ရ ကောင်းလားဆရာကောင်းလား ဆရာခေါ်လိုက်တော့နော်ခေါ်လိုက်တော့လို့ခေါ်လိုက်ကောင်းတယ် တိုက်တယ် အဲ့ဒါဒီလိုတိုင်းမြညာပါ ဟုတ်တယ် ဆရာဆရာပြောနေရတယ်သမီးတို့တိုင်းပညာအញ្ញမ်းရှုပ်ဖြစ်နေတောင်းကောင်းနေញ្ញမ်းတောင်းနေဒါတောင်းဒါတိုင်းဒါတိုင်း ရပါပြီအဲ့လိုရပါပြီ ဟုတ်ကဲ့နေလာလို့ကျနှာခေါင်းနေတယ်ပါးစပ်တွေကိုတိတယ်လို့ ဘာဖြစ်ပါအခုဒီလူရဲ့တိုင်းမြညာမှာတော့ကြောက်ပါရဲ့ပြောင်းကြည့်ပါတော့တစ်ခါတော့အရာတော့ green တွေနေလို့ ဆက်တဲ့အချိန်ဝင် မလေးတော့မအောင်ထိုး တူးမယ်ဆရာဟာ အိုင် မင်းရောမစားဘူးကွာ တမျိုးလေးပဲနော်